မင်္ဂလာပါခင်ဗျာဓမ္မလောက YouTube Channel ကပြန်လည်ကြိုဆိုပါလဲဗျာမိတ်ဆွေတို့ကလူတော်နဲ့လူကောင်းကိုဘယ်လိုခွဲခြားလဲခင်ဗျာလူတော်နဲ့လူကောင်းကမတူပါဘူးလူတစ်ယောက်ကိုအကဲဖြတ်တဲ့အခါလူတော်လားလူကောင်းလားဆိုတာမကြာခဏရောထွေးတတ်ကြပါလေတကယ်တော့လူတော်နဲ့လူကောင်းကလုံးလုံးလျားလျားမတူညီကြဘူးအရေးသွေးနှမျိုးပါလူတော်ဆိုတာအစွမ်းအစော့ပညာအရေးချင်းလုပ်ငန်းကျွမ်းကျင်မှုရက်တီကျဲကောင်းမွန်မှုလူကြီးပုဂ္ဂိုလ်ဖြစ်မှုဒါမျိုးနဲ့တန်ဖိုးတက်လာတဲ့လူမျိုးပါဒီလူမျိုးကပညာတက်လို့ရပါတယ်ချမ်းသာလို့ရပါတယ်အာနာရှိလို့ရပါတယ်လူမှုအဆင့်တန်းမှာမြင့်မားလို့ရပါတယ်လူတော်တယောက်ခါလူပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ကျွမ်းကျင်မှုအရေးချင်းရှိတတ်ပါတယ်သူတို့ရဲ့အုံနောက်ကထက်မြက်ပြီးလှုပ်ဆောင်ချက်ကစနစ်တကျပါတယ်စီးပွားရေးနိုင်ငံရေးပညာရေးအမှုပညာရပ်ဝန်းမှာထူးချွန်မှုပြတတ်ကြပါတယ်။ဒါပေမဲ့လူတော်အများစုတွေကစိတ်နှလုံးသားထဲမှာကျင်နာမှုတနာကျင်နာမှုစာနာမှုပြေဝအောင်မရှိနိုင်ပါဘူး။တချို့လူတော်တွေကညဉ့်ညမ်းယုံမာတဲ့စိတ်သဘောပိုင်ဆိုင်တတ်ကြပါတယ်။သူတို့ကသူတို့ရဲ့ပညာစွမ်းရည်ကိုသူတစ်ပါးကိုချုပ်ကင်ဖို့ချင်းမြောက်ဖို့အမျက်ထုတ်ဖို့အသုံးပြုတတ်ကြပါတယ်။ဉာဏ်ကောင်းပေမဲ့စိတ်နှလုံးသားမကောင်းရင်အန်ဒီယေကြီးတဲ့လူသားဖြစ်သွားနိုင်ပါတယ်။အစွမ်းရှိပေမဲ့အမားလန်းမှာတုံးဆွဲတဲ့လူတော်ကလူအများကိုဒုက္ခပေးနိုင်ပါတယ်။လူကောင်းကဒီနေရာမှာလုံးလုံးလျားလျားကွဲပြားပါတယ်။လူကောင်းအားလုံးမှာထက်မြက်တဲ့ဉာဏ်ရည်မရှိနိုင်ပါဘူး။ချမ်းသာကြွယ်ဝမှုမရှိနိုင်ပါဘူး။လူမှုအဆင့်တန်းမြင့်မြင့်မားမားမရှိနိုင်ပါဘူး။ဒါပေမဲ့သူ့မှာရှိတဲ့အရာကတော့အကျဉ်းသာတရားအပြည့်အဝဖြစ်ပါတယ်။လူကောင်းတစ်ယောက်ကသူတစ်ပါးခံစားနေရတဲ့ဝမ်းနည်းကျင်နာမှုကိုနားလည်နိုင်ပါတယ်။သူတို့ပိုင်ဆိုင်တဲ့အနှဲငယ်သောအရာကိုပါမျှဝေတတ်ပါတယ်။ရိုးသားမှုကရုဏာစာနာမှုစိတ်ရင်းထားကောင်းမှုဒါတွေကလူကောင်းရဲ့စစ်မှန်တဲ့အရေးသွေးပါ။လူကောင်းကဂုံထိုးစင့်တမ်းမရှာပါဘူး။သူကအေးအေးဆေးဆေးတာမန်ဘဝနဲ့နေတတ်ပါတယ်။ဒါပေမဲ့သူ့နဲ့ထိတွေ့တဲ့လူတိုင်းကိုနှွေးထွေးမှုလုံဆောမှုစိတ်တက်အားကောင်းမှုပေးနိုင်ပါတယ်။လူကောင်းကသူတစ်ပါးကိုအမျက်ထောက်ဖို့စဉ်းစားမှုမရှိပါဘူး။သူကခိုးယူမှုလိမ်လည်မှုပြောင်ပြောင်တင်းတင်းမတရားတော့အကျိုးအမြတ်မယူပါဘူး။အဲ့ဒီလိုအခွင့်အရေးရှိနေတဲ့အခါမှာတော့သူ့ရဲ့စိတ်သစ္စာကမလွတ်ဖို့ရက်တန့်ပေးပါရဲ့။တမိုင်းကြောင်းကိုကြည့်ရင်တော်လန်ရေးခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေထင်ရှားတဲ့ပညာရှင်တွေထဲမှာလူတော်ဖြစ်ပေမဲ့လူကောင်းမဟုတ်သူအများကြီးတွေ့ရပါတယ်။သူတို့ကပညာရေးအရထက်မြက်ပြီးမဲ့လူမျိုးရေးတပ်ဖြတ်မှုလွတ်ခဲ့တယ်။စစ်ပွဲဆင်နွှဲမှုဖြစ်ပွားစေခဲ့တယ်။ပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းခဲ့တယ်။သူတို့ရဲ့အစွမ်းအစကကြီးမားပေမဲ့စိတ်နှလုံးသားညဉ့်ညမ်းမှုကပိုကြီးမားပါတယ်။နောက်တစ်ဖက်မှာတာမန်လေသမားစင်းရဲသားအလုတ်သမားတွေအထက်မှာစစ်မှန်တဲ့လူကောင်းတွေကိုရှာထွေးနိုင်ပါတယ်။သူတို့ဟာဘဝမှာကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုမရရှိခဲ့ရပေမဲ့သူတို့ရဲ့ရိုးသားမှုကျင်နာမှုသစ္စာရှိမှုကတန်ဖိုးရှိပါတယ်။ဒီလူတွေကသူတို့စင်းရဲနေပေမဲ့သူတစ်ပါးပိုစင်းရဲသူကိုကူညီပေးတတ်ပါတယ်။သူတို့မှစာဆောင်အများကြီးမဖတ်ဘူးပေမဲ့ဘဝရဲ့စစ်မှန်တဲ့ပညာကိုနားရထားပါတယ်။ဒီနေ့ခေတ်လူအဖွဲ့အစည်းမှာလူတော်တွေကိုချီးမွမ်းခံရမှုအများကြီးရှိပါတယ်။စုချီးမြတ်မှုဂုဏ်ပြုမှုလူမှုမီဒီယာမှာအတိအမှတ်ပြုမှုဒါတွေကလူတော်တွေကိုရည်မှန်းထားပါတယ်။ဒါပေမဲ့လူကောင်းတွေကတိတ်တိတ်ဆိတ်ဆိတ်နောက်ွယ်မှာရှိတတ်ပါတယ်။သူတို့ကိုအတိအမှတ်ပြုမှုမရတတ်ပါဘူး။ချီးကျူးမှုမခံရတတ်ပါဘူး။ဒါပေမဲ့သူတို့ကလူအဖွဲ့အစည်းရဲ့အမှန်တကယ်အခြေခံအုတ်မြစ်ပါ။ကျွန်တော်တို့လူအဖွဲ့အစည်းကိုတိဆောက်တဲ့အခါလူတော်တွေရောလူကောင်းတွေရောလူအပ်ပါတယ်။ဒါပေမဲ့အကောင်းဆုံးကလူတော်ဖြစ်ပြီးလူကောင်းမှဖြစ်ဖို့ပါပဲ။အဲ့ဒီလိုမျိုးလူမျိုးကအနှဲငယ်တာရှိပေမဲ့သူတို့ကလူအဖွဲ့အစည်းအကွက်အမှန်တကယ်တန်ဖိုးအရှိဆုံးပုံကိုယ်တွေဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ကလေးတွေကိုပညာသင်ကြားတဲ့အခါလူတော်တယောက်ဖြစ်အောင်သင်ပေးယုံတင်မလောက်ပါဘူး။အဲ့ဒါနဲ့အတူလူကောင်းတယောက်ဖြစ်အောင်နှလုံးသားပညာကိုသင်ပေးဖို့လိုအပ်ပါတယ်။ဉာဏ်ပညာနဲ့အတူကရုဏာတနာချင်တာမှုရိုးသားမှုစာနာမှုဒါတွေကိုရင်ထဲမှာအပြည့်အဝစိုက်ပျိုးပေးဖို့အရေးကြီးပါတယ်။အဆုံးအဖြတ်ပြောရရင်လူတော်ထစ်ထက်လူကောင်းထစ်ဖို့ကပိုအရေးကြီးပါတယ်။ဒါပေမဲ့အကောင်းဆုံးကနှစ်မျိုးလုံးပေါင်းစပ်ဖို့ပါပဲ။ဉာဏ်ပညာရှိပြီးစိတ်နှလုံးသားကြည်လင်တဲ့လူသားမျိုးကကဘာကြီးကိုအမှန်တကယ်ပြောင်းလဲစေနိုင်တဲ့လူမျိုးပါ
နားဆင်ပေးတဲ့သူတော်ကောင်းအပေါင်းတို့ကလူတော်နဲ့လူကောင်းခွဲခြားသိမြင်နိုင်မဲ့အချက်တွေကို comment မှာမျှဝေခဲ့ပါဦးဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာ